ဒီဟာကတော့ touch and go TNG top up pin စေလုံးကြက်ကနေဝယ်ထားတာဖြစ်ပါတယ်အဲ့ဒါဒီဝယ်လည်းမဘယ်လို add money လို့ရတယ်ဆိုတာပြည်ပြည်ပဲနဲ့တင်ပြချင်ပါတယ် TNG ဝယ်လည်းကို click လိုက်ပါအဲ့ဒီအပေါ်နားလေးပဲဖြစ်တောင်းနားလေးမှာ add money ဆိုတာတွေ့ပါလိမ့်မယ်အဲ့ဒါကိုတစ်ချက်နှိပ်ကြည့်လိုက်ပါပြီးရင်ဒီမှာအခုကျွန်တော်တို့လုပ်ချင်တဲ့ဟာ login ဖြစ်တဲ့အတွက် credit card နဲ့လုပ်တာရှိ debit card နဲ့လုပ်တာရှိတယ်ကျွန်တော်တို့အခု KKRO 711မှာဝယ်တဲ့ဟာကြတော့ login ဖြစ်ပါတယ်အဲ့ဒီ login ကိုနှိပ်လိုက်ပါအဲ့မှာအခုနောက် KK မှာဝယ်ထားတဲ့ကနန်းစေလုံးဖြစ်တဲ့နေရာကိုပေါ်လာမှာဖြစ်ပါတယ်အဲ့ဒီမှာ login ဆိုတဲ့နှိပ်လိုက်ပါအဲ့ဒီမှာကိုကျွန်တော်ခုနဝယ်ထားတဲ့ဟာဆိုရင်သူများနှစ်6ကိုသူများခွန်နှစ်တနန်းစေလုံးရေးလို့ပြီးတာနဲ့ continue ကိုနှိပ်လိုက်ပါအဲ့ဒီမှာ transfer payment ATM withdraw investment and more အဲ့ဒီမှာလုပ်တယ်ဆိုရင်ဒီတငယ်ချင်းတယောက်ဘာမှဖြစ် transfer လုပ်မယ်ဆိုရင်တော့ payment တစ်ခုခုမှလုပ်မယ်ဆိုတော့30မှာစေပြဖြတ်တာပြပါတယ် 10% ပေါ့နော်အဲ့ဒါကြောင့်sorry 1% ဖြတ်တာပြပါတယ်အဲ့ဒါကြောင့်ဒါပေမဲ့ဒီမှာ 1% မဖြတ်စေချင်လို့ဆိုရင်ကျွန်တော်တို့ဒီမလေးရှားမှာဆို99KK 0ဘာလို့မှာပစ္စည်းဝယ်ဖို့ပဲတောင်းမယ်ဆိုရင်တို့ကပြတ်မှမဖြစ်ပါဘူးအဲ့ဒါကြောင့်အောက်ကဟာ payment is sub only ဆိုတာရွေးပေးရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်အခုနစေပြဖြတ်တဲ့မဖြတ်တော့ပါဘူးအဲ့ဒါလေတစ်ခုတတိထားဖို့ရှိပါတယ် continue နေလိုက်ပါမယ်အဲ့ဆိုရင် top up successful ပြပါပြီ